မှာရှိတဲ့သူကိုတင်ဒီဂျေဇုတော်ကိုခံရတော့သူဖြစ်ပါတယ်လို့နှုတ်ဆက်ပြီးမှကောင်းချီးပေးရအောင်ကျွန်တော်အားလုံးကဘုရားရဲ့ဂျေဇုတော်ကိုခံစားရတဲ့အတွက်ဒီနေရာကိုရောက်လာခြင်းဖြစ်တယ်ပြီးထပ်ပြောလိုက်ပါတင်ဟာနေရာမှန်ကိုရောက်လာတဲ့အတွက်ဝမ်းသာပါတယ်လို့ပြောပါဒီနေ့ယုံကြည်သူတော်တော်များများကနေရာမှန်မှာမရှိတော့ယုံကြည်သူတော်တော်များများကဖခင်နဲ့မိတ္တာရဖွဲ့ရမယ့်အချိန်မှာမရှိတော့ဖခင်နဲ့မိတ္တာရဖွဲ့ရမယ့်နေရာဖခင်နဲ့မိတ္တာရဖွဲ့ခြင်းတွေမှာမပြောတော့ဒီနေ့ကျွန်တော်နေရာမှန်မှာရောက်လာတဲ့အတွက်ဝမ်းသာဖို့လိုအပ်ပါတယ်ကျွန်တော်ဆက်ပြီးမှအချိန်တိုင်းမှာကောင်းမြတ်တဲ့ဘုရားရှင်ရဲ့ကျေးဇူးတော်အချိန်တိုင်းမှာကောင်းမြတ်တဲ့ဘုရားရှင်ရဲ့ကောင်းခြင်းမင်္ဂလာကိုကျွန်တော်တို့အားရပါရငါးခါကြွေးကြော်လက်မျက်မှောက်တော်တိုးမရအောင်လို့ဖိတ်ခေါ်ပါတယ်။ဘုရားရှင်ဒီချိန်တိုင်းမှာကောင်းမြတ်တော်မူ၏။ဘုရားရှင်ဒီချိန်တိုင်းမှာကောင်းမြတ်တော်မူ၏။ဘုရားရှင်ဒီချိန်တိုင်းမှာကောင်းမြတ်တော်မူ၏။ဘုရားရှင်ဒီချိန်တိုင်းမှာကောင်းမြတ်တော်မူ၏။ဘုရားရှင်ဒီချိန်တိုင်းမှာကောင်းမြတ်တော်မူ၏။အားရပါရလက်လို့ရှိတဲ့ဘုရားရှင်ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကိုကြွေးကြော်တဲ့သူတိုင်းပေါ်မှာဘုရားခင်ကောင်းချီးပေးမှာဖြစ်ပါတယ်ကျွန်တော်အားလုံးထိုင်နိုင်ပါပြီကျွန်တော်အမြဲတမ်းပြောသလိုဘုရားရဲ့ကောင်းမြတ်ခြင်းကိုကြွေးကြော်တဲ့အခါမှာမခံနိုင်တဲ့သူရှိဘုရားရဲ့ကောင်းမြတ်ခြင်းကိုကြွေးကြော်မှာကိုကြောက်တဲ့သူရှိတယ်ဘုရားခင်ကောင်းမြတ်တယ်ဆိုတော့ကြွေးကြော်တာကိုမကြားနိုင်တဲ့သူရှိတယ်အဲ့ဒီသူကဘာလို့လဲဆိုတော့စာတန်ပဲဖြစ်တယ်စာတန်ကတော့ဘုရားရဲ့ကောင်းမြတ်ခြင်းကိုလူတွေကြွေးကြော်မှာကြောက်တယ်ဘုရားခင်ကောင်းမြတ်ခြင်းကိုဘုရားသားသမီးတွေမြင်တွေ့မှာအယံကြောက်တယ်။အမေဒီနေ့ယုံကြည်သူဘုရားသားသမီးများကတော့ဘုရားသခင်ကောင်းမြတ်ခြင်းကိုကြွေးကြော်ရမှာဖြစ်တယ်။ကျွန်တော်လောကပတ်တော်ကိုမကြားနာခင်မှာကျွန်တော်အနေနဲ့တက်တည်ခံရင်းနဲ့ယေရှုတင်စကားပြောချင်တယ်။လိုခဲ့တဲ့ဂျာသပင်းနေ့ညမှာပေါ့နော်ကျွန်တော်တို့အသင်းတော်ကိုမြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီကလူငယ်ဌာနကသူတို့ဥဆောင်ပြီးမှဒီဂိုင်းကနာပေါင်းစုံမှာရှိတဲ့လူငယ်များဖခင်ရဲ့အမှုတော်မြတ်ထဲမှာဘယ်လိုလက်တွဲပါဝင်ရမလဲဆိုတော့ကိုလေ့လာဖို့လက်တွဲလှုပ်ဆောင်ဖို့သူတို့ဒီကိုလာကြတယ်။အဲလာတဲ့အထဲမှာပေါ့နော်အင်္ဂလိကန်ပါတယ်မက်သဒစ်ပါတယ်နောက်ပြီးတော့နစ်ချင်းလူငယ်ဌာနကပါတယ်ကယ်တင်စစ်တပ်ကပါတယ်စသဖြင့်ဂိုင်းပေါင်းစုံကလူငယ်တွေလာကြပြီးမှတော့အဆိုအတီးတော့ဝါဒနာအဆိုတော်အဆိုရှင်တွေနဲ့လည်းလာပြီးမိတ်ခါရဖွဲ့ဘုရားခင်ကျေးဇူးတော်ချီးမွမ်းတဲ့အဲ့ဒီအစီအစဉ်မှာပေါ့နော်ကျွန်တော်တို့အသင်းသူတင်သားများကကောင်းမွန်စွာတော့ပြင်ဆင်ပေးခြင်းနေရာပေးခြင်းချက်ပြုတ်ပေးခြင်းအဖြစ်ပါဝင်ခဲ့ကြတဲ့အတွက်လည်းကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော်တို့မလုပ်နိုင်တဲ့အရာတွေကိုသူတို့လုပ်နေတဲ့အချိန်မှာကျွန်တော်တို့ကအတူတကွတအားတည်းပါဝင်ခြင်းဖြစ်တယ်အခုအသင်းတော်တွေမှာတော့ခရိယာတွေမှာပြဿနာအများစုဖြစ်နေရတာကဘာကြောင့်လဲဆိုတော့တစ်ဖွဲ့နဲ့တစ်ဖွဲ့နားလည်မှုမရတဲ့အတွက်ကြောင့်တစ်ဖွဲ့နဲ့တစ်ဖွဲ့ညီညွတ်မှုမရတဲ့အတွက်ကြောင့်ခရစ်တော်ကိုဥတည်နေပေမဲ့ခရစ်တော်ရဲ့အမှုတော်မြတ်ထဲမှာပါဝင်နေပေမဲ့ဂိုင်းကနာအစွဲလူမျိုးအစွဲနေရာဒေသအစွဲတွေကြောင့်ပေါင်းစည်းလို့မရဖြစ်နေတယ်အဲ့ဒီအတွက်ကြောင့်တော့ဒီဂျာသဘင်းနဲ့မှာလာတဲ့MCC လို့ခေါ်တဲ့မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီကလူငယ်ဌာနကကွဲပြားနေတဲ့ဂိုင်းကနာကလူငယ်တွေကိုပြန်စုစည်းပြီးမှဘယ်လိုလက်တွဲလှုပ်ဆောင်ရမလဲဆိုတော့သူတို့လာပြီးလက်ချင်လာပြီးမှသူတို့တော့ပြည့်စင်တာအဲ့ဒီမှာကျွန်တော်တို့အကောင်းဆုံးပါဝင်ပေးနိုင်တဲ့အတွက်ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဆက်ပြီးမှပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ကအရင်တော့တိတ်နားမလဲဘူးဒါပေမဲ့အဲ့ဒီညအစီအစဉ်ပြီးတော့ဆရာအောင်စောထိုက် MCC လူငယ်တောင်ခံတဲ့ကျွန်တော်စကားပြောရင်းနဲ့အဲ့ဒီထဲမှာပေါ့နော်သူတို့ရဲ့လှုပ်ဆောင်မှုကဘာလဲဆိုတော့ခရီးစေးကိုတော့ဒီဌာနကထုတ်ပေးတယ်ဒါပေမဲ့ passport ကိုကိုယ့်အကိုလုပ်ရမယ်ဆိုတော့အဲ့ဒီထဲမှာလာတဲ့ထဲမှာဂီတာသမားလေးပေါ့နော်ကျွန်တော်လာတဲ့လူဆိုတွေ့နေမယ်ဂီတာတီးတဲ့ဂီတာသမား Marcellus ဆိုတော့သူကဒီခရီးစဉ်ကိုတအားလာချင်လို့တအားပါဝင်ချင်လို့သူအမျက်လို့ဆိုတော့သူ့ရဲ့ဂီတာကိုရောင်းပြီးမှသူလာတယ်တဲ့တော့သူဂီတာကိုသူရောင်းတာ7သိန်းခွဲရတယ်အဲ့ဒီ3သိန်းခွဲနဲ့သူ passport လုပ်ပြီးမှ
သူလာတယ်ဆိုတော့သူရဲ့ဖခင်ကဘယ်လိုလဲဆိုတော့တေးရင်ဦးသောမတ်နော်တေးရင်ဦးသောမတ်ဆိုကျွန်တော်တို့သိသိမှာပေါ့ဒါပေမဲ့နှုတ်ချပါတယ်ကျွန်တော်ဘဝရဲ့ဒုက္ခဆင်းရဲတဲ့ဆိုင်တဲအိမ်ရှင်တဲ့စာနော်တာတယ်ဆိုတဲ့တခြင်းကိုစတဲ့ဆရာကျွန်တော်တို့ငယ်ငယ်လေးတဲ့ကနေဒီတခြင်းကိုကြားခဲ့ကျွန်တော်တို့အသက်တာမှာအခက်ခဲရောက်တဲ့အခါမှာဒုက္ခပြဿနာကြုံတွေ့ရတဲ့အခါမှာကိုယ့်ရဲ့မိသားစုထဲမှာပြဿနာတွေကြုံလို့သူများကိုအားကြတဲ့အချိန်မျိုးတွေမှာဒီတခြင်းအဖြစ်ကျွန်တော်ခွန်အားယူခဲ့ရတယ်။တဲအိမ်ရှင်တဲ့တာတဲ့များသောအားဖြင့်ဒီတခြင်းကအမှုတော်ဆောင်တွေအများကြီးခွန်အားယူခဲ့တယ်။တကယ်ခက်ခဲနွမ်းပါပြီးဖရာအတွက်ပဲတစ္ဆာရှိစွာနဲ့အသက်ရှင်ခဲ့တဲ့ယုံကြည်သူတွေဒီတခြင်းနဲ့ပဲအားယူခဲ့ရတယ်။ဆိုဒီတခြင်းအားဖြင့်ပဲပေါ့နော်အသက်တာကိုတိဆောက်ခဲ့တဲ့အသက်တာကိုဖျားနဲ့ပို့ပြီးမှခံရစေခဲ့တဲ့လူတွေအများကြီးရှိတယ်။ဆိုတော့ဒါကိုကျွန်တော်တို့ကကြည့်ပြီးမှပေါ့နော်အဲ့ဒီညမှာဆရာအောင်စောတိုက်စီကနေဒီစကားကိုကြားပြီးတဲ့အခါမှာကျွန်တော်စိတ်ထဲမှာတတ်နိုင်တော့ပေါ့နော်သူဂီတပြန်ဝယ်ပေးချင်တယ်ဒါပဲကျွန်တော်စိတ်ထဲမှာရှိတယ်။အမေကျွန်တော်ဘသူ့ကိုဘာမှမပြောဆရာမလည်းကျွန်တော်ထုတ်မပြောဝယ်ရအောင်လို့လည်းကျွန်တော်မပြောဝယ်ပေးချင်တယ်ဆိုတော့အနေထားမှာပဲကျွန်တော်ရှိတယ်။အမေမနဲ့မိုးလေးတဲ့ခါကျတော့အမျိုးသမီးအဖွဲ့တွေကပြီးဖို့ကြောင့်လည်းမှချက်ပြုံးရင်းနဲ့တွတ်နဲ့ဘာတွေပြောနေကြလဲမသိဘူး။ခဏနေကြတဲ့ခါကျတော့ဆရာမကကျွန်တော်ကအဲ့ဒီဂီတာသမားလေးနဲ့ထိုင်ပြီးစကားပြောနေတဲ့အချိန်မှာဆရာမကျွန်တော်လက်တော့ကျွန်တော်စိတ်ထဲမှာတော့တမျိုးပဲဟာငါတို့ဘာစုခံရတော့လဲ။ဒါလေးလက်လာကုတ်ပြီးမှစကားဝိုင်းနဲ့ခေါ်သွားတယ်ဆိုပြီးတော့လာတယ်ဒီနားမှာထိုင်နေတော့ခုံပေါ်မှာโอเคပါထိုင်ပြီးတဲ့ခါကျတော့ဆရာမကျမတို့ပေါ့နော်ဒီတတိယကိုကြားပြီးတိုင်ပြီးကြည့်တဲ့ခါမှာပေါ့နော်ကျမတို့ဒီတွဲဂီတာပြန်ဝယ်ပေးရှင်တယ်တချို့လည်းပါဝင်ကြမယ်တော့ပြီးတော့ကျမတို့ဖယ်ထားတဲ့10ဘုတ်တစ်ဘုတ်နဲ့လည်းကျမတို့ပြင်ဆင်ပေးရအောင်တော့အတင်းတော့ဒီသာသနာပြုဖို့ရအတွက်ပဲပေါ့နော်ဖယ်ထားတဲ့အရာနဲ့ကျွန်တော်ပြင်ဆင်ရအောင်လိုတာလည်းကျွန်တော်ထပ်ပြီးဆက်ရအောင်လို့ပြောနေရင်းနဲ့ကြားသွားတဲ့လူတွေဟာကျမလည်း900ပါဝင်မယ်ကျမလည်း1000ပါဝင်မယ်မောင်မိုးလို့လည်းပါဝင်မယ်ပြောတာတော့ကြီးညာလာပြီတော့ဆိုတော့အဲ့လိုကနေပြီးမှအဲ့ဒါဆိုကျွန်တော်ဝယ်ပေးရအောင်ဆိုတော့ကျွန်တော်တော့ဝယ်ပေးတယ်တော့ဝယ်တဲ့အခါမှာလည်းကျွန်တော်ကနော်ပွင့်လေးပဲဆရာမကလည်းကျွန်တော်မှာလိုက်တယ်4000နဲ့5000နဲ့ကြားပဲဘောတော့ဟိုရောက်တာလည်းကျွန်တော်လည်းသူပြောလိုက်တယ်ဒီလေ4000နဲ့5000ကြားတဲ့ကပဲရွေးပါဟောတော့သူလည်းကြိုးစားပြီးတော့4000 5000ကြားထဲမှာသူရွေးပါဒါပေမဲ့သူဘလို့မှအစင်မပြေနေဘူးနဲ့သူလေသူရွေးနေရင်ကျွန်တော်လည်းစိတ်ထဲကနေပေါ့နော်ဘာဖြစ်လာတယ်လဲဆိုတော့သူအမြဲတမ်းသုံးရပါဒါနဲ့ तू ကတော့ तू ကတကယ်ဖျားကိုလည်းချစ်တယ်ဖျားကိုလည်းစက်ကတ်တယ်လို့ကျွန်တော်ခံစားရတဲ့အတွက်ကြောင့် तू ဘာပြောလဲဆိုတော့ကျွန်တော်တသက်မှာတဲ့ဂီတာအစ်စ်ကိုတစ်ခါမှမကင်ဘူးပေါ့နော်ကျွန်တော်တစ်ခါကဂီတာတော့တီးတဲ့အခါမှာသူများဂီတာကျွန်တော်တီးပြီးမှဝိုင်းနေတော့တီးရတယ် stage show တွေလိုက်တီးရတယ် သူအောင်မြင်ပါတယ်သူအနေထားသူအသက်အရွယ်နဲ့သူအောင်မြင်တဲ့လူတွေဖြစ်တယ်ဒါမဲ့ရခြင်းကျေးဇူးတော်အားဖြင့်ပေါ့နော်ကျွန်တော်အားလုံးကို8000ကျော်နော်အားလုံး80ပါးနဲ့အပြီးဆုံးဆိုလို့8000ကျော်လောက်ရှိတယ်နော်အရာလေးတစ်လုံးကိုကျွန်တော်ပြင်ဆင်ပေးလိုက်တယ်သူလည်းနော်ကျွန်တော်အရင်ကျေးဇူးတင်တယ်ကျွန်တော်အတွက်တက်တည်ပဲပေါ့နော်ကျွန်တော်ဂီတာရောင်းပြီးလာမယ်ဆိုတဲ့ခါတော့ကအဖေကဘာပြောလဲဆိုတော့ဘာမှမဖြစ်ဘူးပေါ့နော်မင်းတကယ်ဖျားအတွက်စက်ကပ်ပြီးသွားလို့ရှိရင်ဖျားမင်းအတွက်ပြန်ပြင်ဆင်ပေးလိုက်မယ်ဆိုပြီးအဖေပြောတယ်ပေါ့နော်အဖေရဲ့ယုံကြည်ခြင်းကတကယ်မှန်တယ်ဆိုပြီးသူ့ရဲ့မိသားစုအကြောင်းသူ့ဘဝအကြောင်းတွေကိုတက်တည်ခံဆိုတော့ဘာကိုပေါ်ပြချင်နေတာလဲဆိုတော့ဒီအစီအစဉ်မှာပါဝင်ကြတဲ့ညီကိုမောင်မများအားလုံးကိုကျေးဇူးတင်တယ်ကျွန်တော်တို့မလုပ်နိုင်တဲ့အရာတွေကိုသူတို့လုပ်နေတဲ့အချိန်မှာကျွန်တော်တို့တတ်နိုင်တဲ့ပါဝင်ခြင်းကိုဘုရားခင်လိုလို့ရှိတယ်ဒီအတွက်ဆုတောင်းခြင်းအပြင်တော်၎င်းလောက်အားဖြင့်တော်၎င်းချက်ပြုတ်ခြင်းအပြင်တော်၎င်းကိုရှိထားတဲ့အစွမ်းအစကိုရှိထားတဲ့ကောင်းကြီးမင်္ဂလာနဲ့ပါဝင်နေတဲ့ညီကောင်မောင်မများအားလုံးပေါ်မှာလည်းဘုရားရှင်ကောင်းကြီးပြီးမှတည်ချပါတယ်ဘုရားရှင်ဘုန်းတော်ထင်ရှားစေတဲ့အမှုထဲမှာပါဝင်တဲ့အတွက်ကြောင့်တာလီဘုရားခင်တို့ကောင်းကြီးပြီးမှဖြစ်တယ်ဆိုတော့ကိုခွန်အားပေးလိုပါတယ်ကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်ကိုဆင်ခြင်ရအောင်ဒီနေ့ကတကယ်ကမ္ဘာသမိုင်းတစ်ခုလုံးကို
ပြောင်းလဲစေမဲ့ယက်တတပတ်ဖြစ်တယ်လို့ကျွန်တော်တို့နားလည်သခင်ယေရှုခရစ်တော်တက်ရှင်နေတဲ့အချိန်တုန်းကဒီကနေ့ဟာနော်ဒီယက်တတပတ်ဒီတနေ့ကိုနေလေးကနေပြီးမှနောက်တနေ့ကိုနေအတွင်းမှာဖြစ်လာမဲ့အရာအားလုံးကနှုတ်ကပတ်တော်ကိုစုံလင်စေဖို့ဖြစ်တယ်ကဘာကြီးတစ်ခုလုံးစာရမဏေရဲ့ချီနှောင်ခြင်းချုံနှောင်ခြင်းစာရမဏေရဲ့ကြိတ်ခြင်းတွေကနေလွတ်မြောက်စေဖို့အတွက်ခရစ်တော်ပြုတော်မယ်အမှန်တမ်းကြီးမားတဲ့ကယ်တင်ခြင်းအမှုကိုခရစ်တော်ပြင်ဆင်တော့မယ်ဒီအတွက်ကြောင့်ဒီနေ့ကသခင်ယေရှုခရစ်တော်မြဲလေးစီးပြီးမှယေရုရှလင်မြို့တော့ကြွတော့မယ်အချိန်ဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရတယ်တနည်းအားဖြင့်ဒီကနေ့ဒီတာဝန်ခက်တဲ့နေ့ကိုလည်းဖြစ်ပြီးမှလာမဲ့တောက်ကြနေ့မှာ Good Friday မဟာတောက်ကြနေ့လာမဲ့တောက်ကြနေ့မှာယေရှုခရစ်တော်သည်တလောကလုံးမှာရှိတဲ့လောကီလူသားအလုံးအတွက်ကျွန်တော်ကျွန်မတယောက်မှမချွတ်မချက်လူအလုံးအတွက်ကိုကားတိုင်းမှာအသေးခံမဲ့နေ့ဖြစ်တယ်ကားတိုင်းမှာအသေးသက်ရှင်ကိုခံပြီးမှသုံးရမြောက်တဲ့နေ့မှာရှင်မြတ်ထမြောက်မှာဖြစ်တယ်ဒါကြောင့်လာမယ့်ပတ်တဲ့နေ့ကိုနေ့က Easter Sunday လည်းဖြစ်တယ်ကျွန်တော်အသင်းတော်ရဲ့စံနှစ်ပြည့်ကျေးဇူးတော်ချီးမွမ်းခြင်းဘုတ်ကိုလည်းပြုမှာဖြစ်တယ်ဆိုကျွန်တော်တို့တာရီခက်တနေ့ကိုနေ့အကြောင်းကိုကျွန်တော်ကြားဘူးကြတယ်သိဘူးကြတယ်ဒီနေ့ထပ်ပြီးမှလည်းတော့ကျွန်တော်ဝင်ရခြင်းခုနကကျွန်တော်ဖတ်သွားတဲ့အထဲမှာတာရီခက်တနေ့ကိုနေ့မှာဖြစ်လာတဲ့အကြောင်းအရာကိုကျွန်တော်အားလုံးဖတ်ခဲ့ပြီတခင်ယေရှုခရစ်တော်နဲ့တပည့်တော်တွေတွားကြတယ်တာလွင်တောင်နာရောက်တဲ့ခါကျတော့ယေရှုခရစ်တော်ကတာလွင်တောင်ခြေနားမှာရှိတဲ့နော်ဘက်ဖေကာနဲ့ဘေသနိရွာအနားမှာရှိတယ်အဲ့ဒီရွာကနေပြီးမှမင်းတို့မြဲလေးတစ်ကောင်သွားယူလာခဲ့ဆိုပြီးမှမလိုက်မင်းတို့မြဲသွားယူတဲ့ခါမှာအဲ့ဒီမြဲလေးကိုသွားယူတဲ့ခါမှာကျိုးဖြီးပြီးယူလာတဲ့ခါမှာပိုင်ရှင်ကမေးလိုက်မယ်ဘာလို့ဖို့ယူသွားတာလဲလို့မေးလို့ရှိရင်တခင်အလိုရှိတယ်လို့ပဲဖြေလိုက်ပိုင်ရှင်ထည့်ပေးလိမ့်မယ်ဒါကျွန်တော်တို့သိပြီးသားဒါပေမဲ့အဲ့ဒီအကြောင်းအရာတွေကနေဝိညာဉ်တော်ကကျွန်တော်တို့ကိုဘာသွန်သင်တယ်လဲအဲ့ဒီအဖြစ်ပြအဲ့ဒီအကြောင်းအရာတွေကနေဘုရားသခင်ကကျွန်တော်တို့ကိုဘာသွန်သင်ခြင်းတယ်လဲဘုရားရဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုဘာတိဆောက်စေခြင်းတယ်လဲဆိုတော့ကျွန်တော်တို့ဒီကနေ့စဉ်းစားမှာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာခွန်အားယူမှာဖြစ်တယ်ဒီတန်လွင်ကတနေ့လိုတွေနေမှာခရစ်တော်လောက်တဲ့အရာအလုံးကအထိပ္ပယ်ပဲမဟုတ်ပိုင်ရှင်ရှိနေတဲ့မြဲတဲ့ကောင်သွားယူပြီးနော်ပိုင်ရှင်ကမေးလို့ရှိတခင်လို့ရှိတယ်လို့ပြောအဲ့ဒီမြေလေးကိုယူလာယူပြီးခရစ်တော်ယေရုရှလင်မြို့ထဲကိုဝင်လာတဲ့အဲ့ဒီအရာအလုံးကအတိတ်ပဲပဲတော့မဟုတ်တိုက်ဆိုင်မှုလည်းမဟုတ်အမှန်တမ်းလေးတဲ့ဝိညာဉ်တော်ဘုရားသခင်ရဲ့အချမ်းစီဘုရားသခင်ပြည့်စင်ထားတဲ့အရာရှိတယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့ပြီးမှဒီနေ့ကျွန်တော်တို့အသက်တာကိုတည်ဆောက်ဖို့ဖြစ်တယ်ဘုရားရဲ့အချမ်းစီနဲ့ဘုရားရဲ့တုံးတင်တာကိုမမြင်နိုင်တဲ့လူကတော့ဘာပဲမြင်မလဲဆိုရင်ယေရှုခရစ်တော်မြဲကလေးစီးပြီးမှယေရုရှလင်မြို့ထဲဝင်တယ်ဒါတော့ပဲသိတယ်အဲ့ဒါတော့ပဲသိပြီးမှအဲ့ဒါတော့နေနဲ့ပဲဒီလောကကြီးကနေထွက်သွားတဲ့ယုံကြည်သူတွေအများကြီးပဲဒီကနေ့အဲ့ဒါတော့သိမချင်တဲ့အဲ့ဒါတော့ပုံပြီးမှသိရအတ္တတာထဲမှာသိပြီးမှအဲ့ဒါတော့ပုံပြီးမှဘုရားသခင်တုံးတင်တဲ့အရာဘုရားသခင်ဖွင့်ပြတဲ့အရာကိုခံယူဖို့သိနှလုံးသားကိုပြင်ဆင်ပါတခင်ယေရှုခရစ်တော်ကပထမအဆုံးဘာပြောတယ်လဲဆိုတော့အငယ်30ထဲမှာရှင်လုကာပရိကဏီစကိုအငယ်30ထဲမှာတင်တို့ရှေ့ကရှိသောရွာသို့သွားကြထိုရွာသို့ရောက်နေအဘယ်သူမျှမစည်းဘူးသောမိကလေးချီနှောင်လည်းရှိသည်ကိုတင်တို့သည်တွေ့လိမ့်မည်မိကိုဖြီး၍ဆောင်ခဲ့ကြသူတစ်ပါးကအဘယ်ကြောင့်မိကျိုးကိုဖြည့်သည်နည်းဟုတင်တို့ကိုဆိုလျင်သခင်အလိုရှိသည်ဟုပြန်ပြောတော်မူမှာထားတော်မူ၏ကျွန်တော်မြဲတဲ့မြင်းကမတူဘူးလွန်ခဲ့တဲ့ငန်းတော်မိုင်းမှာပေါ့နော်ဒီပန်းပြပွဲမှာတချို့ညီကောင်မောင်တွေတွားကြတယ်ရောက်ခဲ့ကြလိမ့်မယ်ဒါပေမဲ့တွေ့လားမတွေ့လားတော့ကျွန်တော်မသိဘူးပေါ့နော်အဲ့ဒီမှာတိုးတွေကိုပြထားတဲ့နေရာရှိတယ်ပြီးတော့မြင်းမဟုတ်ဒေါကီ
နော်ပြထားတဲ့နေရာရှိတယ်နေရွက်ကရှည်တယ်မြင့်တဲ့နေရွက်ကရှိတယ်နော်ပူလေးပဲကျွန်တော်ထင်တာကျွန်တော်ထိုင်ပြီးစီးမယ်ဆိုကျွန်တော်ခြေတော့တရွတ်တိုက်နိုင်မြင်းလို့စီးလို့မကောင်းပူလေးပဲနေရွက်ရှည်မှာပူလေးပဲထိုင်ကျွန်တော်ထိုင်လိုက်မယ်ဆိုကျွန်တော်ခြေတော့ကမြေကြီးပေါ်မှာတရွတ်တိုက်ပါနိုင်ဘာမှဖတ်တာညာလည်းမရှိဘယ်နေရာမှာလည်းနော်မြင်းလို့အသုံးမဝင်ဘူးမြင်းတွေကတော့စစ်ပွဲမှာလည်းအသုံးဝင်တယ်တိုက်ပွဲမှာလည်းအသုံးဝင်တယ်လို့စစ်သူကြီးတွေအောင်မြင်တဲ့သူတွေတကယ်ခန့်ညားတဲ့သူတွေအတွက်တကယ်အသုံးဝင်တယ်ဒီမြဲကတော့လားတဲ့မြဲတွေကတော့ဘာအတွက်ပဲလဲဆိုတော့ကုန်တယ်ဖို့လောက်ပဲကုန်ပစ္စည်းတွေတယ်ဖို့လောက်ပဲရှေ့ကစစ်မျက်နှာပြင်တွေမှာသူတို့ကိုဘာလုပ်လဲကုန်ပစ္စည်းတယ်ခိုင်းမယ်ဒီလောက်ပဲအသုံးဝင်အဲ့ဒါလောက်ပဲအသုံးဝင်တဲ့တခြားမြင်းနဲ့တခြားတတ္တဝါတွေနဲ့ရှင်းလိုက်လို့ရှိရင်ဘာမှအသုံးမဝင်တဲ့တတ္တဝါထဲမှာမြဲနေပါဒါပေမဲ့ပြီးတော့ခရစ်တော်ကဘာယူခိုင်းတယ်လဲဆိုတော့အဲ့ဒီမှာတဲ့ဘသူမှမစီးဘူးသေးတဲ့မြဲတနည်းအားဖြင့်ပြောမယ်ဆိုရင်ဘသူမှမစီးဘူးသေးဘူးဆိုတာကအတွေ့အကြုံလည်းမရှိဘူးမြဲပေါ့ကလေးတခင်မရှိဘူးဘသူမှမစီးဘူးသေးဘူးကျွန်တော်တို့အားလုံးသိတယ်တော့ဒီမြင်းတို့လားတို့နွားတို့ဆိုတာမျိုးကသူ့တခင်မဟုတ်လို့ရှိရင်ကြောဖို့အသက်မခံဘူးသူ့တခင်တော်မှာတေချာကြစ်ပြီးမှတေချာစီးပြီးမှတေချာနိုင်နေအောင်ထိန်းပြီးမှစီးလို့ရတယ်တကယ်ရင်ပါအောင်တကယ်နော်လူတယောက်သူ့အပေါ်မှာတက်ပြီးစီးဖို့ရတဲ့ရင်ပါအောင်လက်ကျင်ထားပြီးမှစီးခွင့်ပြုတဲ့တတ်တော်ရတယ်အခုဘသူမှမစီးဘူးသေးတဲ့မြဲဆိုတဲ့ကအတွေ့အကြုံလည်းမရှိဘူးရင်ပါအောင်လည်းသင်ထားပေးခြင်းမရှိသေးဘူးဒါပေမဲ့အဲ့ဒီတတ်တော်ကိုအဲ့ဒီမြဲလေးကိုယေရှုခရစ်တော်ကယူလာခိုင်းတယ်ကျွန်တော်တို့တက်တာပါတခါကျွန်တော်တို့ဖျားမှုလို့ဆောင်မယ်ဖျားတဲ့အတွက်ပြင်ဆင်မယ်ဖျားတဲ့အတွက်ကျွန်တော်ဆက်ကမယ်ဖျားအတွက်ကျွန်တော်အတော့ခံမယ်လို့ကျွန်တော်တို့စဉ်းစားလိုက်လို့ရှိရင်ကျွန်တော်တို့ဘာကိုပြင်းပြတယ်လဲမောရှိနဲ့အာရုံကျွန်တော်စကားပြောမတတ်ဘူးကျွန်တော်အရေးချင်းမရှိဘူးကျွန်တော်တခါမှအတွေ့အကြုံမရှိသေးဘူးကျွန်တော်ဒါလည်းတခါမှမသိဘူးသားသေးဘူးကျွန်တော်ဒါတွေကိုလောက်တတ်ဖို့ရတဲ့တခါမှကျွန်တော်မလေ့လာဘူးသေးဘူးကျွန်တော်မလုပ်တတ်ဘူးကျွန်တော်အတွေ့အကြုံမရှိဘူးဒီကိစ္စနဲ့ပတ်သက်လာရင်ဒီလိုအမှုမျိုးနဲ့ပတ်သက်လာရင်ဒီလိုချီးမွမ်းခြင်းမျိုးနဲ့ပတ်သက်လာရင်ဒီလိုပါဝင်မှုမျိုးနဲ့ပတ်သက်လာရင်ကျွန်တော်အရင်အားနေတယ်ကျွန်တော်မလုပ်တတ်ဘူးကျွန်တော်အတင်းတော့စကားဆရာမကကျွန်တော်တို့ကိုမကြာခဏပါပြောတယ်လေဆိုတော့သူတခါမှဒါလောက်လူအများကြီးစားတော့ဖို့အတွက်ထမင်းမချက်ဘူးဒီလောက်လူအများကြီးစားဖို့အတွက်ရင်းမချက်ဘူးအိမ်မှာနေတဲ့ခါတော့သူတို့ကိုမိသားစုအတွက်တော့စုံစုံလင်းလင်းချက်ဘူးတဲ့မတူဘူးတော့လူအများကြီးအတွက်ချက်ရတာနဲ့လူနည်းနည်းလေးအတွက်ချက်ရတာမတူဘူးတချို့မချက်တတ်ဘူးတချို့လူနည်းနည်းလေးအတွက်ချက်တယ်အင်မတန်မှအရသာရှိတယ်လူအများကြီးအတွက်ပြန်ချက်လိုက်ပြီဆိုသွားပြီအချိုးစားတယ်မမှန်တော့အရသာတယ်မမှန်တော့တဆမကမကြခဏပြောတယ်မချက်ဘူးဒါပေမဲ့ကျေးဇူးတော်အပြင်တဲ့စားလို့ကောင်းတယ်ကျေးဇူးတော်အပြင်တော့အဆင်ပြေဆရာမပဲလားဆိုတော့မဟုတ်ဘူးဒီမှာရှိနေတဲ့ညီကိုမောင်မအားလုံးအမျိုးသမီးစပိုးဆောင်နဲ့ပါဝင်နေတဲ့ချက်ပြုတ်နေတဲ့သူတွေအားလုံးလူအများစုအတွက်တခါမှမချက်ဘူးဆိုင်မှမဖွင့်ဘူးဒါပေမဲ့ဖယားသခင်အတွက်ပြင်ဆင်တဲ့အခါမှာဖယားကောင်းကြီးပေးတဲ့အခါမှာလုံတတ်အတွေ့အကြုံရှိမှလုံမယ်လုံတတ်မှလုံမယ်တင်ဘူးမှလုံမယ်နော်အစွမ်းအစရှိမှလုံမယ်ဆိုရင်တင်ဘယ်တော့မှနေရာရမှာမဟုတ်ဒီနေ့ဒီနေရာကဘာကိုတိုးတင်တယ်လဲဆိုတော့ဖယားသခင်ကဘာမှအသုံးမကျတဲ့သူကိုလည်းသုံးတတ်တယ်ဖယားသခင်ကဘယ်နေရာမှာမှအသုံးမဝင်ဘူးလို့ထင်ထားတဲ့သူကိုလည်းပြုပြင်ပြီးမှသူသုံးတယ်ဖယားသခင်ကငါတော့ဒီသက်ဘယ်နေရာမှာမှသုံးစားလို့ရမှာမဟုတ်တော့ပါဘူးဆိုတဲ့သူကိုလည်းဖယားကကောင်းအောင်အသုံးပြုတယ်ကျွန်တော်တို့ဓမ္မဟောင်းကျမ်းထဲမှာဓမ္မရာဇဝင်ထဲမှာဖတ်ကြည့်ပါဘိုးချုပ်နေမရဲ့အသက်တာကို
လူနာဆွဲနေတဲ့ဘိုလ်ချုပ်နေမရဲ့အသက်တာကိုဖြောက်ကင်းစေဖို့ရပထမဦးဆုံးဘုရားသခင်အသုံးပြုလိုက်ပထမဦးဆုံးစက္ကတာပထမဦးဆုံးဘုရားရဲ့ကောင်းမြတ်ခြင်းကိုဖွင့်ထားတာကသူ့အိမ်မှာအခိုင်အစီဖြစ်နေတဲ့အိမ်ပေါ်မလေးဖြစ်တဲ့နာမည်တော်မပါအောင်ကျမ်းစာနဲ့ခလေးမလေးပဲအဲ့ဒီခလေးမလေးကသူ့သခင်ရဲ့ယောဂသူ့သခင်ရဲ့စိတ်ဆင်းရဲနေတာသူ့သခင်နဲ့လင်မယားကြိတ်ပြီးမှတော့ဝမ်းနေနေတာကိုမြင်တွေ့ရတဲ့အခါမှာခံစားရပြီးမှစိတ်နှလုံးထဲမှာတိုးထီပြီးမှတော့ငါသခင်ကိုကြမ်းပါစေခြင်းနဲ့သူတို့မိသားစုဒီလိုဖြစ်နေတာကိုငါဖွင့်ပြောခြင်းနဲ့အမှန်တကယ်ဆိုလို့ရှိရင်သိသွားနိုင်ဘိုလ်ချုပ်နေမရဲ့ကိုခန္ဓာမှာလူနာဆွဲနေတယ်ဆိုတာလျှို့ဝှက်ချက်ဖြစ်တယ်ဘသူမှမသိအောင်ဒါသူတို့လင်မယားတယောက်တည်းတိတ်တိတ်လေးကြိတ်ပြီးမှလျှို့ဝှက်ထားတာဘာဖြစ်လို့လဲဘိုလ်ချုပ်နေမကဘယင်ရှေ့မှာမျက်နှာရတဲ့သူဘယင်ချီးမြှောက်ထားတဲ့သူဖြစ်တယ်ဘယင်ချီးမြှောက်ထားတဲ့ဘယင်ရှေ့မှာမျက်နှာရတဲ့သူကကိုခန္ဓာမှာအလူယောဂဆွဲနေတယ်ဆိုတော့နေထုတ်ခံရမှာအဲ့ဒီလျှို့ဝှက်ချက်လေးကိုကြားတော့တဲ့အိမ်ပေါ်မလေးကစိတ်ထဲမှာတိတ်တိတ်လေးမနေနိုင်ဘူးဖယားသခင်တတ်နိုင်တယ်ဖယားရဲ့လူရှိတယ်ဖယားရဲ့လူနဲ့တွေ့လို့ဖယားသခင်ပြုပြင်မင်းသူ့သခင်ကြမ်းမှာပဲဆိုတော့သူသိတဲ့အခါမှာအယေဆုပြီးမှသူ့သခင်ကိုပြောတယ်ကျမတို့ပြီမှာဖယားရဲ့လူရှိတယ်အဲ့ဒီဖယားရဲ့လူစီကိုသာဒီသခင်တွားမယ်ဆိုလို့ရှိရင်ကြမ်းပါလိမ့်မယ်လူရဲ့မျက်စိအားဖြင့်ကြည့်မယ်ဆိုရင်တာမန်အိမ်ပေါ်လေးပဲဘာမှအသုံးမဝင်တဲ့သူပဲခိုင်းတာလုံးကျွေးတာစားပေးတာယူနေပဲအသက်ရှင်ရမယ့်သူပဲဖြစ်တယ်ဒါပေမဲ့ဖယားကိုသိတဲ့အခါမှာဖယားရဲ့ကောင်းမြတ်ခြင်းကိုသိထားတဲ့အခါမှာဖယားသခင်တဘိုးတော်ကိုခံစားထားရတဲ့အခါမှာမနေနိုင်ဘူးဖွင့်ပြောခြင်းနဲ့ကိုကြီးခြင်းနဲ့မဆာခြင်းနဲ့တတ်နိုင်တဲ့အကြံပေးခြင်းနဲ့အသုံးတော်ခံခြင်းအဲ့ဒီအားဖြင့်သူ့ရဲ့သခင်ဘိုလ်ချုပ်နေမှကကျမ်းမာခြင်းအခွင့်ရသွားတယ်ကိုခန္ဓာကျမ်းမာရုံသာမကအသက်ရှင်သောဘုရားထာဝရဘုရားကိုပါသိသွားရတဲ့အခွင့်ဘုရားသခင်ပေးလိုက်တယ်အဲ့ဒါဘသူကြောင့်လဲအိမ်ပေါ်မှာလေးကြောင့်ဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဒေါန်ကီတခါတခါဒီမြဲကလေးလို့တခါတခါဒီလို့ငါတို့ဘာမှအတော့မကြပါဘူးလို့ထင်ပြီးမှကျွန်တော်အသက်ရှင်နေဖယားနဲ့ပေါင်းကြည့်လိုက်ဖယားရဲ့အလိုတော်ကိုဝန်ခံကြည့်လိုက်ဒါပေမဲ့နောက်တစ်ခုစဉ်းစားစရာကအကယ်၍အဲ့ဒီမြဲကလေးပေါ်မှာယေရှုခရစ်တော်မစီးဘဲနဲ့ယေရှုခရစ်တော်နဲ့ယေရုရှလင်မြို့ထဲကိုဝင်တာမဟုတ်ဘဲနဲ့ဒီမြဲကလေးကသူ့ဟာသူတကောင်ထဲဝင်သွားကြည့်ဘယ်သူမှအထင်ကြီးမှာမဟုတ်ဘယ်သူမှဂရုစိုက်မှာမဟုတ်ဟာကလာဘီဒီမြဲဖို့ငါတို့ဟင်းဒီရွက်တွေစားမလားငါတို့ဘာတွေဆွဲသွားမယ်ဝိုင်းပြီးမှရိုက်ထုတ်ပါဝိုင်းပြီးမှမောင်းထုတ်ပါဘာမှတစ်တယ်မှာမဟုတ်ဒါပေမဲ့အဲ့ဒီမြဲဖို့ပေါ်မှာအဲ့ဒီမြဲလေးပေါ်မှာယေရှုခရစ်တော်စီးသွားတဲ့အခါမှာအဲ့ဒီမြဲကလေးလေသခင်ယေရှုခရစ်တော်နဲ့အတူလူတွေရဲ့ကြိုးဆိုခြင်းလူတွေရဲ့ချီးမြှောက်ခြင်းလူတွေရဲ့ကောင်းချီးပေးခြင်းကိုခံစားရတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလဲကျွန်တော်တို့ခရစ်တော်နဲ့သာအသက်မရှင်ဘူးခရစ်တော်နဲ့သာကျွန်တော်တို့မတော်လာဘူးခရစ်တော်ကိုကျွန်တော်တို့အရှင်သခင်နဲ့အုပ်စိုးခွင့်မပေးဘူးဆိုရင်ကျွန်တော်တို့ဘယ်နေရာတော့ဘယ်ပုံစံနဲ့ပဲတော့မျက်နှာသာရမှာဘူးဘယ်သူမှကျွန်တော်တို့ကိုလေးစားမှာဘူးယေရှုခရစ်တော်ကျွန်တော်တို့မှာရှိလာတဲ့အခါမှာယေရှုခရစ်တော်ကျွန်တော်တို့အသက်တာထဲမှာကျွန်တော်ကဲဝဖို့ရဲ့နေရာပေးလိုက်တဲ့အခါမှာယေရှုခရစ်တော်ကိုအုပ်စိုးခွင့်ကျွန်တော်ပေးလိုက်တဲ့အခါမှာကျွန်တော်တို့ဆင်းရဲတော်ကြားလဲဖခင်ရဲ့ကျေးဇူးတော်အပြင်မျက်နှာသာပေးခံရောက်တဲ့နေရာမှာလုပ်နေတဲ့လုပ်ငန်းခွင်မှာဘာပဲလုပ်အောင်မြင်ရတဲ့ဆုကျေးဇူးကိုဖခင်ရှင်ပေးတယ်ဒါတကယ်ပေးတဲ့အရာတစ်ခုဖြစ်တယ်နောက်တစ်ခုကျွန်တော်ဆက်ပတ်ကြည့်သူတစ်ပါးကအဘယ်ကြောင့်မြင်းကြိုးကိုဖြီးသည်နည်းဟုသင်တို့ကိုဆိုလျှင်သခင်အလိုရှိသည်ဟုပြန်ပြောကြတော်မူမှာထားတော်မူ၏ဒီနေ့ကျွန်တော်တို့က
ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုကျွန်တော်ချီထားတယ်ကိုယ့်ရဲ့ရှိထားတဲ့အစွမ်းအစတွေကိုကိုချီထားတယ်ဒီမြဲနေရမှာကျွန်တော်တို့ကားတွေစိုက်ကယ်တွေနော်အသိပညာတွေငွေကြေးတွေအစွမ်းအစတွေကျွန်တော်တို့ပြန်ပြီးမြင်ကြည့်လိုက်ဒီနေ့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဥစ္စာတွေကိုကျွန်တော်ချီထားခြင်းတယ်ဒါငါဥစ္စာဒါငါပစ္စည်းဒါငါကြိုးစားရတာဒါငါမနဲ့တည်ယူထားတာဒါငါငွေကုန်ကြေးချခံပြီးမှလေးလာထားတဲ့အရာငါလွယ်လွယ်နဲ့မပေးနိုင်ဘူးငါနော်နှစ်ပေါင်းများစွာစုဆောင်းပြီးမှဝယ်ယူထားရတဲ့အရာမပေးနိုင်ဘူးမဆက်ကပ်နိုင်ဘူးကိုဒီတိုင်းနဲ့တင်ထားခြင်းယေရှုခရစ်တော်ကဘာပြောလဲသခင်အလိုရှိတယ်တော့ဖြီးလိုက်အဲ့ဒါကိုဖြီးလိုက်ဘသူအတွက်လဲသခင်အတွက်ဖြီးလိုက်ဒီနေ့ကျွန်တော်တို့ချီနှောင်ထားတဲ့အရာတွေကျွန်တော်ချီထားတဲ့အရာတွေငါပိုင်တယ်ငါဥစ္စာငါကြိုးစားလာတာငါရှောက်ပွေလာတာငါစုထောင်ထားတာအဲ့ဒါတွေကိုဖြီးလိုက်ပါဘသူအတွက်လဲသခင်အလိုရှိတယ်သခင်အတွက်ဖြီးလိုက်ပါရှေလုကာခရစ်နဲ့မှာပါတယ်ရှေပေထရုရဲ့အသက်တာတညလုံးငါရှာဂိနေတရက်အိုင်ထဲမှာတညလုံးငါရှာမရောက်ငါရှာလို့မရတဲ့အတွက်ကြောင့်ပိုက်ကိုပြစ်ပြီးဒီတိုင်းနေလားဆိုမဟုတ်ဘူးတန်ငါတယ်ဆိုတာကသူ့ဟာသူငါရမရပိုက်ကိုနောက်တစ်ရက်စာအတွက်နောက်တစ်ခေါက်အသုံးပြုဖို့ရအတွက်ပိုက်ကိုတေးချဆေးပြီးမှအမိုက်တွေတရိုက်တွေတေးချရှင်းပြီးမှသူတော့ပြည့်စင်နေတာသူအားလုံးပိုက်တွေကိုဆေးကြောပြီးပြင်ဆင်ထားပြီးပြီတဲ့ကျမ်းစာထဲမှာပြောထားတာတညလုံးငါရှာမရတဲ့အတွက်ကြောင့်သူပိုက်ကိုဆေးကြောပြီးမှအားလုံးလမ်းပြီးမှပြင်ဆင်ထားပြီးပြီနောက်တစ်ရက်အတွက်နောက်တစ်ချိန်အတွက်သူအလုံးလုံးကိုသူပြင်ပါပြီအဲ့ဒီအချိန်မှာပဲယေရှုခရစ်တော်ကသူ့ကိုပြောတယ်ရှိမုန်မင်းရဲ့လေကအသုံးပြုခြင်းအဲ့ဒီအချိန်မှာရှိမုန်ကညင်းလိုက်တယ်အာကိုတော့လောကတညလုံးရှာဖွေထားပြီးပြီအပင်မခံပြီးမှလောက်ထားပြီးပြီအခုပိုက်ကိုလည်းဆေးထားပြီးပြီနောက်ထပ်လေလည်းမတော်ချင်တော့ဘူးနောက်တစ်ရက်တော့ပြန်ပြင်ဆင်ရအောင်မယ်နောက်တစ်ရက်တော့ထပ်ပြီးမှလောက်ရအောင်မယ်ဒါကြောင့်မပေးနိုင်ဘူးတခြားလေသွားမှာလို့ပြောလိုက်လို့ရှိရင်ရှိမုန်ကဘယ်တော့မှပေတရုဖြစ်လာမှာမဟုတ်ရှိမုန်ကဘယ်တော့မှဖခင်ရဲ့ကြောက်ဖြစ်လာမှာမဟုတ်ရှိမုန်ကဘယ်တော့မှဖခင်သခင်ရဲ့နိုင်ငံတော်ဖခင်ရဲ့ဗိမာန်တော်တည်တဲ့အသင်းတော်တည်ရာကြောက်ဖြစ်လာမှာမဟုတ်ဒါပေမဲ့ပင်ပန်းထားပြီးတညလုံးရှာပြီးပင်ပန်းပြီးပိုက်ကိုတော့စေးထားပြီးသွားပါအသုံးပြုခွင့်ပေးလိုက်ဆရာတော်ကပြောလဲဆိုတော့သူစိတ်ဝင်စားတာမဟုတ်ဘူးလေယေရှုတရားဟောနေတာသူစိတ်ဝင်စားတာမဟုတ်ဒါပေမဲ့ကြားနေရတဲ့ခါကျတော့ဒီတရားဟောချက်တွေကိုကြားပြီးမှသူ့စိတ်ထဲမှာယုံကြည်ခြင်းဖြစ်လာတယ်ပိုက်ကိုချလို့ပြောလိုက်တဲ့ခါကိုတော့ကျွန်တော်တညလုံးစေးထားပြီးတညလုံးရှာပြီးပိုက်လည်းစေးထားပြီးအခုဒီချိန်မှာဘယ်လိုလုပ်ရပါလဲချလိုက်တဲ့ခါမှာအံ့ဩဖွယ်ငါဘေးနာကလေနေအခုကြီးတောင်းပြီးမှလေ20မြတ်မတတ်ငါးတွေရတယ်ဆိုဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာသခင်အလိုရှိတဲ့ကိုသခင်လိုရှိတယ်တဲ့မိသားစုကိုသခင်လိုရှိတယ်တဲ့မှာပိုင်ဆိုင်လာတဲ့အစွမ်းစားတဲ့မှာပိုင်ဆိုင်လာတဲ့ကောင်းချီးမင်္ဂလာတဲ့မှာရှိနေတဲ့ဥစ္စာပစ္စည်းကိုသခင်အလိုရှိတယ်လို့ဒီကနေ့ဖခင်တောင်းနေပြီဒီကနေ့ဖခင်ဘုန်းတော်ထင်ရှားဖို့ဖခင်ရဲ့နိုင်ငံတော်ခြေပြတ်ဖို့ယုံကြည်သူတွေကကိုယ်မှာရှိတဲ့အရာကိုသခင်တမပေးဘူးဆိုရင်ယုံကြည်သူတွေကကိုယ်မှာရှိတဲ့အစွမ်းစားကိုသခင်တမပေးဘူးဆိုရင်ယုံကြည်သူတွေကကိုယ်စီမှာခံစားရတဲ့ကောင်းချီးမင်္ဂလာကိုသခင်တမပေးဘူးဆိုဘယ်လိုလုပ်မလဲကိုဘေးနာကလည်းပြောလိုက်ပါသခင်အလိုရှိတယ်ပြောလိုက်ပါတင့်မိသားစုကိုသခင်အလိုရှိတယ်လို့ပြောလိုက်ပါနော်တင့်မိသားစုကိုသခင်အလိုရှိတယ်တဲ့အသက်တာကိုသခင်အလိုရှိတယ်တင်ချီထားတဲ့ဥစ္စာကိုသခင်အလိုရှိတယ်တင်မြတ်အသက်တနိုးနဲ့တင်အတွက်ပဲတင်ရှေ့ရဲ့အတွက်ပဲဆိုမှတင်ချီထားတဲ့အရာကိုသခင်အလိုရှိတယ်ဒီနေ့အဲ့ဒီရေးပါရှင်ကသခင်အလိုရှိတယ်ဆိုတော့ကြားရတဲ့အခါမှာပေးလိုက်ကျမ်းစာထဲမှာနော်ကျမ်းစာထဲမှာဖတ်တဲ့အခါမှာဒီလူနဲ့ဒီမြင်းပိုင်ရှင်နဲ့သခင်ယေရှုခရစ်တော်နဲ့ဘယ်အချိန်မှာတွေ့ပြီးမှဘ
ဘယ်အချိန်မှာနော်ချိန်ချက်ထားလဲဆိုတော့မပေါ့ဒါပေမဲ့အဲ့ဒီမြေပိုင်ရှင်ရဲ့စိတ်နှလုံးကိုယေရှုခရစ်တော်တိုးထီထားပြီးပြီအဲ့ဒီမြေပိုင်ရှင်ရဲ့စိတ်နှလုံးကိုယေရှုခရစ်တော်နှိုးဆော်ထားပြီးပြီအဲ့ဒီမြေပိုင်ရှင်ရဲ့စိတ်ထဲမှာ message ဝင်လာတယ်ယေရှုသခင်အလိုရှိနေတယ်လို့ကြားလိုက်တယ်အော်ဟုတ်လားသခင်အလိုရှိနေလားယူသွားပါနော်နောက်ဆုံးသခင်ယေရှုခရစ်တော်နောက်ဆုံးညစာစားပွဲလုပ်မယ်တပည့်တော်တွေနဲ့ပတ်သက်ခါညစာစားပွဲလုပ်မဲ့အခါမှာတပည့်တော်တွေကမေးတယ်ကိုရောညစာစားပွဲလုပ်မှာတော့ဟုတ်ပြီဘယ်မှာလုပ်မှာလဲဘသူအိမ်မှာလုပ်မှာလဲဘယ်လိုလုပ်မှာလဲကိုရောဘာပြင်ဆင်ထားပြီးပြီလဲလို့မေးတဲ့အခါမှာသခင်ခရစ်တော်ကပါတော့အဲ့ဒီလမ်းတိုင်းသွားအဲ့ဒီအိမ်နော်ငါပြောတဲ့လမ်းတိုင်းသွားအဲ့ဒီတက်တက်မှာအိမ်ရှိတယ်အဲ့ဒီအိမ်ရဲ့အရှင်ကိုပြောလိုက်နော်အိမ်ပိုင်ရှင်ကိုပြောလိုက်ဒီကနေ့ညအဲ့ဒီအိမ်မှာညစာစားပွဲလာလုပ်မယ်သခင်အလိုရှိတယ်လို့ပြောလိုက်အိမ်ရှိကကြားတာဘာလို့လဲသခင်အလိုရှိတယ်ဒီညတင့်အိမ်အသုံးပြုမယ်ဟာโอเคလို့ဖွင့်ပေးလိုက်ဒီနေ့ကျွန်တော်တို့လည်းအဲ့ဒီတည်င်းစကားကိုကြားရပြီကြားနေရပြီဒီနေ့ကျွန်တော်တို့အသက်တာကိုသခင်အလိုရှိတယ်ဖခင်ရဲ့နိုင်ငံတော်ကျင့်ပြဖို့သခင်အလိုရှိတယ်ဖခင်ရဲ့အမှုတော်မြတ်ထဲမှာကျွန်တော်တို့ပါဝင်ဖို့ကျွန်တော်တို့မိသားစုကိုသခင်အလိုရှိတယ်ကျွန်တော်တို့ရဲ့အတ္တအဖြစ်မယုံကြည်သူတွေရဲ့အတ္တဘုရားကိုသိလာဖို့ကျွန်တော်တို့ကိုသခင်အလိုရှိတယ်ကျွန်တော်တို့ကျိုးတွေကိုဖြီးပေးလိုက်ကျွန်တော်တို့ရဲ့အတ္တကျိုးတွေကိုဖြီးပေးလိုက်ကျွန်တော်တို့ကိုယ့်အတွက်ပဲဆိုတဲ့အရာကိုသခင်အတွက်ဖြစ်စေဖို့ပြင်ဆင်ပေးလိုက်ကျွန်တော်တို့အတွက်ပဲစုဆောင်ထားတဲ့အရာတွေကျွန်တော်တို့အတွက်ပဲရှာဖွေထားတဲ့အရာတွေကိုဖခင်အတွက်ကျွန်တော်တို့အမှန်ကြည့်လိုက်ထူးခြားတဲ့အတ္တကျွန်တော်တို့ရရှိတာဒါပေမဲ့ကျွန်တော်တို့အလိမ်တော့မခံရစေဘူးတချို့ကအလိမ်ခံရဖခင်ရဲ့နာမတော်နဲ့ကျွန်တော်တို့ကိုလိမ်သွားတဲ့လူလိမ်တွေလိမ်စားနေတဲ့လက်ပြားနေတဲ့သူတွေအများကြီးရှိတယ်တခင်လိုရှိတဲ့ဖခင်လိုချင်တဲ့ဖခင်အတွက်စက္ကရမယ်ပြောပြီးတချို့ဘူးမတိဘာမတိနှုတ်ကပတ်တော်ကိုမလေ့လာတမန်ကျမ်းစာကိုမလေ့လာဘဲနဲ့အကုန်ပေးလိုက်တယ်အကုန်ရောင်းပြီးပေးလိုက်လိမ်လေလက်ပြားသွားတာအများကြီးရှိတယ်ပေးပြီးတော့တဲ့ခါကျမှပြန်ယူလို့လည်းမရတော့အဲ့ဒီချိန်ကျမှဆရာကြီးကျွန်တော်တို့အလိမ်ခံရပြီးသူကပြောတော့ဖခင်အတွက်ဘယ်နေရာမှာသုံးဖို့ဘယ်နေရာမှာအသင်းတော်တည်ဆောက်ဖို့ဘယ်နေရာမှာဘသူအတွက်ကူညီဖို့ဘယ်ဒုက္ခတွေကိုဘယ်လိုလူဖို့ဆိုပြီးမှလာပြီးကောက်သွားတယ်ပါသွားပြီတေချာလိလားတခင်အလိုရှိတယ်ပြောတယ်ကျွန်တော်မပေးဖခင်ရဲ့အလိုတော်နဲ့ညီမညီတေချာပြင်ဆင်ပြီးမှကျွန်တော်တို့ပါဝင်ဖို့ဖြစ်တယ်နောက်တစ်ခုကတတိယတစ်ချက်ကသခင်ယေရှုခရစ်တော်မြဲကလေးရှိပြီးတန်လွင်တော်ကနေပြီးမှတော့ဒီဆင်းလာတဲ့အခါမှာတပည့်တော်တွေကတဲ့နော်ခရီးသွားစေပဲလူများတို့ဒီမိမိတို့အဝတ်ကိုလမ်း၌ခင်းကြ၏တန်လွင်တော်ဘောကဆေးရအရသို့ရောက်တော်မူသောအခါတပည့်တော်များအပေါင်းတို့သည်မိမိတို့မြင်ခဲ့ပြီးသောတကိုးတော်များကိုထောက်၍ဝမ်းမြောက်သောစိတ်နှင့်ဘုရားသခင်ကိုထောမနာပြု၍ထာဝရဘုရား၏အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည်မင်္ဂလာဖြစ်စေတည်းကောင်းကင်ဘုံ၌ငြိမ်သက်ခြင်းဖြစ်စေတည်းကောင်းကင်ဘဝဝယ်ဘုန်းကြီးပါစေတည်းဟုကြွေးကြော်ကြ၏ယေရှုခရစ်တော်ကိုမြဲကလေးစီကိုသူတို့ရဲ့အဝတ်တွေကိုချုပ်ပြီးမှမြဲပေါ်မှာပြင်ပေးတယ်ခရစ်တော်ကိုစီးစေတယ်ပြီးတဲ့နောက်မှာခရစ်တော်စီးပြီးမှလာတဲ့အခါမှာတချို့ကလမ်းမှာအဝတ်ခင်းပေးတယ်အဲ့ဒီအချိန်မှာတပည့်တော်ရဲ့စိတ်နှလုံးထဲမှာဘုရားခင်တိုးတီသုံးနှစ်လုံးလုံးခရစ်တော်ပြုခဲ့တဲ့အရာတွေခရစ်တော်နဲ့သုံးနှစ်လုံးလုံးတွာလာခဲ့တဲ့အချိန်မှာခရစ်တော်ပြုခဲ့တဲ့အအောဝေယနမိတ်လက္ခဏာတွေကိုခံစားပြီးမြင်တွေ့ပြီးသူတို့ရဲ့စိတ်နှလုံးထဲမှာဘာဖြစ်လာတယ်လဲဆိုကြွေးကြော်ချင်တာခရစ်တော်လုပ်ခဲ့တဲ့အရာတွေခရစ်တော်တိုးတင်ခဲ့တဲ့အရာတွေခရစ်တော်ပြုခဲ့တဲ့အအောဝေယနမိတ်လက္ခဏာတွေကိုမြင်တွေ့ပြီးသူတို့နှုတ်ကနေသူတို့ကြွေးကြော်ချင်တာလေဘာကြွေးကြော်ချင်တယ်လဲဟောရှနာဖြစ်စေတည်းနော်ဒီမှာသူတို့ကြွေးကြော်တာထာဝရဘုရားဤအခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည်မင်္ဂလာဖြစ်စေတည်းကောင်းကင်ဘုံ၌ငြိမ်သက်ခြင်းဖြစ်စေတည်းကောင်းကင်ဘဝဝယ်ဘုန်းကြီးစေတည်းဟုကြွေးကြော်ကြ၏ကျွန်တော်ခုနပြောသလိုသခင်ယေရှုခရစ်တော်မြင်ပါလို့မစည်းကျွန်တော် Sunday School လုံးကလည်းတော့တွေးဘူးတယ်မြင်စီမယ်ဆိုခံရတယ်တခါတခါကျွန်တော်စိတ်ထဲမှာလည်း
နော်ခါခါကျွန်တော်အဲ့ဒီမြင်းစီးတာကိုအရန်အားကြတယ်ငယ်တော့ကအခုတက်တိပဲနော်အဲ့လိုစစ်ဖို့စစ်စားနဲ့တော့တကယ်ခန့်ခန့်ညာညာနဲ့နော်အဲ့ဒီမြင်းစီးတဲ့ပုံတပုံတော့ကျွန်တော်လည်းရိုက်ချင်တယ်စီးမှုကြည့်ချင်တယ်ဒါပေမဲ့အခုခရစ်တော်ကမြင်းမစီးပဲနဲ့ခြေတော့တရွတ်တိုက်မတက်ဖြစ်နေတဲ့မြဲကိုဘာကြောင့်စီးတာအကြောင်းပဲလို့အတိတ်ပဲပဲယေရှုခရစ်တော်ကပြောတာလေငါဟာဘယ်တော့မှငါတဘောအတိုင်းမလုပ်ဘူးငါလုပ်ချင်တဲ့အတိုင်းငါမလုပ်ဘူးငါခမဲတော့ပြောတဲ့အတိုင်းငါလုပ်တယ်ချမ်းသာပြည့်စုံစေဖို့ရငါလာတယ်ချမ်းသာလည်းပါပြောထားတယ်ကျွန်တော်ကြည့်ရအောင်ဇာခရီအနာဂတ်ကျမ်းခန်းကြီးကိုအငယ်9ထဲမှာချမ်းသာပြည့်စုံစေဖို့ရအတွက်ငါလာတယ်ချမ်းသာပြည့်စုံစေဖို့အတွက်သူလုပ်တယ်လို့ပြောတဲ့အခါမှာဒါလေးတွေကအစယေရှုခရစ်တော်အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ဇာခရီအနာဂတ်ကျမ်းခန်းကြီးကိုအငယ်9ထဲမှာအိုဇီးုံတို့သမီးအလွန်ဝမ်းမြောက်သောအိုယေရုရှလင်မြို့တို့သမီးကြွေးကြော်သောတရားသဖြင့်စီရင်၍ကယ်တင်ခြင်းသို့ရောက်သောသခင်သင်အရှင်မင်းကြီးသည်မြဲပါနှင့်မြဲကလေးကိုစီး၍နူးညံ့သိမ်မွေ့သောစိတ်နှင့်သင်တို့ရှိရာသို့ကြွလာတော်မူသည်ကိုကြည့်ရှုကြလော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကမြဲကလေးစီးပြီးမှယေရုရှလင်မြို့ထဲကိုမေရှိယဝင်လာမယ်ဆိုတော့ပရောဖက်ဇာခရီကယူပါယူပြထားပြီးဖြောင့်မတ်ခြင်းရဲ့တရားသဖြင့်စီရင်မဲ့အရှင်ဆုံးနော်ဒီမူရင်းထဲမှာဘယ်လိုရေးထားတယ်လဲဆိုတော့ယေဟောဝါဇေဒကနုဖြောင့်မတ်ခြင်းရဲ့ဖျားရှင်တရားသဖြင့်စီရင်မဲ့ယေဟောဝါဇေဒကနုဖျားရှင်ဒီမြဲကလေးကိုစီးပြီးမှယေရုရှလင်မြို့ထဲကိုဝင်လာမယ်ကြိုတင်ပြီးမှပရောဖက်တွေယူပါလို့ရထားပြီပရောဖက်တွေယူပါလို့ရထားတဲ့အရာကိုမြင်တွေ့စေဖို့ရတဲ့ယေရှုခရစ်တော်ကမြဲကလေးစီးလာပြီးတယ်ဒါသည်နမိတ်လက္ခဏာဖြစ်တယ်ကျွန်တော်တို့သခင်ယေရှုခရစ်တော်လူစားတိခံယူပြီးမှမွေးဖွားတဲ့အခါမှာကောင်းကင်တမန်ကပါတော့လေကောင်းကင်ဘဝဘုံကြီးစေတည်းတော့လူအလုံးကိုအပြစ်မှကယ်ချွတ်မဲ့ရှင်ဖွားမိပြီထိုအရှင်ကိုအဘယ်သို့တင်လို့တွေ့မြင်ရမည်မူကားနွားစကွက်၌တိတ်ထားလက်ရှိ၏အဲ့ဒါနမိတ်လက္ခဏာတိုးကြောင်းသားတွေတွားရှာတယ်ဘယ်နွားသိကောင်းမှာဘယ်ကလေးမှမရှိဘူးနွားသိကောင်းမှာတိတ်တဲ့ကလေးကယေရှုခရစ်တော်တပါးပဲရှိတယ်ဘယ်နဲ့တော့ပြောလို့ရှိရင်လိုက်ရှာနေရအောင်အခုကနွားသိကောင်းထဲမှာတိတ်ထားလက်ရှိတယ်ဆိုတော့နွားသိကောင်းထဲမှာတိတ်ထားတဲ့ကလေးကယေရှုတပါးတည်းရှိတယ်တခြားဘယ်ကလေးမှမရှိဘူးရှာရအင်မတန်မှလွယ်ကူတယ်အခုလေဣသရေလလူမျိုးတွေပေါ်မှာဖခင်ကကြိုပြီးမှပရောဖက်ဇာခရီအပြင်ယူပါယူပေးထားပြီးတနေ့ကယ်တင်ရှင်မေရှိယမြဲကလေးစီးပြီးမှယေရုရှလင်မြို့နော်ယေရုရှလင်နဲ့ဇီးအုံကအတူတူပဲအဲ့ဒီမြို့တွေကိုစီးပြီးဝင်လာလိမ့်မယ်မင်းတို့အဲ့ဒါကိုမြင်လို့ရှိရင်ချက်ချင်းသိအဲ့ဒါမေရှိယပဲမြဲကလေးစီးဝင်လာတဲ့သူကမေရှိယပဲဆိုတော့မင်းတို့သိဖို့ပရောဖက်ဇာခရီအပြင်ယူပါယူပေးခဲ့တယ်တကယ်လေမြဲကလေးကိုစီးပြီးမှယေရှုခရစ်တော်ဝင်လာတယ်တပည့်တော်တွေကအဲ့ဒါကိုမြင်ပြီးမှအဲ့ဒါကိုတွေ့ပြီးမှထိုးထမက3နှစ်လုံးခရစ်တော်တော်တင်ခဲ့တဲ့ဟောပြောခဲ့တဲ့ဝင်ငါခဲ့တဲ့အရာကိုကြားပြီးစေချင်ပြီးမှဘုရားသခင်အခွင့်နဲ့ကြွလာတော်သူဒီဘုန်းကြီးပါစေတည်းအဲ့ဒီအချိန်မှာသူတို့ဒီယေရှုခရစ်တော်မှာဘုရားသခင်အခွင့်နဲ့ကြွလာတဲ့သူစာလ118ထဲမှာကျွန်တော်ဖတ်ကြည့်ပါဟောရှနာရဲ့အဓိပ္ပာယ်ကအဲ့ဒါပဲဘုရားသခင်ဘုန်းကြီးစေဖို့နော်စာလ118အငယ်25ထဲမှာငယ်25ကနေ26ထဲမှာအိုထာဝရဘုရားကဲ့တင်တော်မူပါဟုတောင်းပန်ပါ၏အိုထာဝရဘုရားကောင်းခြင်းမင်္ဂလာကိုပေးတော်မူပါဟုတောင်းပန်ပါ၏ထာဝရဘုရားအခွင့်နှင့်ကြွလာတော်သူသည်မင်္ဂလာရှိသည်တည်းထာဝရဘုရား၏အိမ်တော်ထဲကအကျွန်ုပ်တို့သည်ကိုယ်တော်ကိုကောင်းကြီးပေးကြပါ၏အဲ့ဒါကဟောရှနာဟောရှနာရဲ့အဓိပ္ပာယ်ကဘုရားသခင်ဘုန်းကြီးပါစေဘုရားသခင်နဲ့အခွင့်နဲ့ကြွလာတော်သူသည်ကောင်းကြီးမင်္ဂလာဖြစ်ပါစေဘုရားသခင်ရဲ့ကယ်တင်တော်မူခြင်းကျွန်တော်တို့အသက်တာထဲမှာရောက်ပါစေအတူဆုံးဆုတောင်းတာဟောရှနာ
ယေရှုခရစ်တော်လှုပ်ဆောင်ခဲ့တဲ့အရာတွေယေရှုခရစ်တော်တိုးတင်ခဲ့တဲ့အရာတွေယေရှုခရစ်တော်ပြုမှုနေတဲ့အရာတွေအားလုံးကပရောဖက်တွေဟောပြောခဲ့တဲ့အတိုင်းပြည့်စုံနေပြီဆိုတော့တပည့်တော်တွေမြင်တွေ့တဲ့အခါမှာမနေနိုင်တော့အထက်ကနေပြီးမှဟောရှနာဖခင်ရဲ့အခွင့်နဲ့ကြွလာတော်သူသည်မင်္ဂလာရှိပါစေလို့သူတို့ကြွေးကြော်နေတာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာတကယ်ခရစ်တော်ဒီဖခင်ဖြစ်တယ်ခရစ်တော်ဒီကယ်တင်ရှင်ဖြစ်တယ်ခရစ်တော်ဟာကျွန်တော်တို့ကိုကောင်းကြီးပေးပိုင်သောအရေးအမြစ်ဖြစ်တယ်ဆိုတော့ကိုသိသွားတဲ့သူတယောက်ကမကြွေးကြော်ပဲနဲ့မနေနိုင်ဘူးမကြွေးကြော်ပဲနဲ့မနေနိုင်ဘူးမချီးမွမ်းပဲနဲ့မနေနိုင်ဘူးမဝမ်းမြောက်ပဲနဲ့မနေနိုင်ဘူးမနိုးထပဲနဲ့မနေနိုင်ဘူးအားလုံးတပည့်တော်တွေကခရစ်တော်ပြုခဲ့တဲ့အရာတွေကိုစင်ကြင်ပြီးတွေးတောပြီးကျေးဇူးတော်ကိုချီးမွမ်းပြီးဟာဒါတကယ်မရှိရပဲဒါတကယ်ဖခင်အခွင့်နဲ့ကြွလာတဲ့သူပဲဒါတကယ်ငါတို့ကိုကယ်တင်နိုင်တဲ့သူပဲဆိုမှကြွေးကြော်တယ်တပည့်တော်တွေကြွေးကြော်တဲ့အခါမှာလူအုပ်ကြီးကလည်းလိုက်ပြီးကြွေးကြော်ကြတယ်တမျိုးလုံးဒီပါယေရုရှလင်တမျိုးလုံးဒီပါလိုက်ပြီးကြွေးကြော်ကြတယ်အဲ့ဒီခါမှာပြဿနာကပေါ်လာပါရိရှဲကျမ်းတပုဂ္ဂိုလ်တွေလာပြီးမှတားယောမစစ်သားတွေလာပြီးတားတာပေါ့မယုံကြည်သူတွေလာတားတာပေါ့တပါးမျိုးသားတွေလာတားတာပေါ့ဖခင်ရဲ့အမှုတော်ကိုဆောင်နေတဲ့သူတွေကပဲလာပြီးတားတာဖြစ်တယ်ဖခင်ကိုချစ်ပါတယ်ဆိုတဲ့လူတွေကလာပြီးမှမကြွေးကြော်ပါနဲ့လို့လာပြီးတားဖခင်အတွက်စက္ကန့်နေပါတယ်ဆိုတဲ့လူတွေကဖခင်သခင်အခွင့်နဲ့ကြော့လာတော့သူဘုံကြီးပါစေလို့ကြွေးကြော်နေတဲ့လူအုပ်ကြီးကိုလာပြီးပြဿနာရှာယေရှုကိုလာပြောတယ်လူတွေကိုမကြွေးကြော်စေနဲ့ဒီလူတွေဒီလိုမကြွေးကြော်စေနဲ့ဒီလူတွေဒီလိုကြွေးကြော်နေလို့ရှိရင်ပြဿနာဖြစ်လိမ့်မယ်တိတ်တိတ်နေခိုင်းပါကျွန်တော်တို့နော်တချင်ဘုတ်ရှိတယ်စောဘလူဆိုတာကလည်းတချင်ကျွန်တော်ကတော့မပြောင်းလဲခင်နော်အရင်တော့ကအယက်သမားလေလွတ်တဲ့သူစိုးပေးတဲ့သူပိုက်ပေးတဲ့သူပြဿနာဖြစ်တဲ့စိုးပေးပြောင်းလဲပြီးတဲ့အခါမှာဖခင်ရဲ့မေတ္တာကိုသိပြီးဖခင်ရဲ့ကောင်းမြတ်ခြင်းကိုပြန်သိပြီးတော့အမှုတော်ပြန်ဆောင်တဲ့အခါမှာဂိုင်းကနာအစွဲလူမျိုးအစွဲအယူဝါဒအစွဲတွေနဲ့နေရာမပေးလက်မခံမပြောင်းလဲခင်တော့စိုးတော်တော့စိုးတော်လို့မိုက်တယ်လို့ဆိုပြီးမှညင်းပယ်ထားတယ်အခုဖခင်ရဲ့မေတ္တာကိုသိပြီးနောင်တရပြီးကျေးဇူးတော်ကိုခံစားရပြီးဖခင်အတွက်ပြန်အသက်ရှင်မယ်ဆိုတဲ့ခါကျတော့မင်းသွားတဲ့ကြောင်းကငါတို့ဖွင့်ထားတဲ့ကြောင်းကိုမင်းသွားပြီးပညာသင်ထားတဲ့နေရာကငါတို့အဖွဲချုပ်ငါတို့အသင်းချုပ်တွေနဲ့မဆိုင်ဘူးမင်းသွားပြီးအမှုတော်ဆောင်နေတဲ့မင်းသွားပြီးဝင်ကားနေတဲ့မင်းသွားပြီးပါဝင်နေတဲ့မင်းသွားပြီးဝတ်ပြုနေတဲ့နေရာကငါတို့ဘိုးစင်ပေါင်းဆက်ဝတ်ပြုခဲ့တဲ့အရာတွေနဲ့မတူဘူးအဲ့ဒီအတွက်ကြောင့်လက်မခံနိုင်ဘူးဆိုတော့ဖြစ်တယ်ဘသူတွေကမြင်ပေတာဘသူတွေကတားဆီးတာဖယားကိုချစ်ပါတယ်ဆိုတဲ့သူတွေကပဲတားဆီးဖယားကိုချစ်ပါတယ်ဆိုတဲ့သူတွေရဲ့ပိတ်ပင်ခြင်းကိုပဲနော်ခရစ်တော်ကြုံရတယ်ဒီလူတွေကိုတိတ်တိတ်နေခိုင်းပါတခင်ယေရှုခရစ်တော်ပါပြောတယ်ဒီလူတွေတိတ်တိတ်နေမယ်ဆိုရင်ကြောက်ခဲတွေထပြီးကြွေးကြော်လိုက်တယ်ဒီနေ့ကြောက်ခဲတွေကြွေးကြော်ကုန်ပြီဒီနေ့ကျွန်တော်တို့ကိုကြောက်ခဲတွေကြွေးကြော်ကုန်ပြီဖယားသခင်ရဲ့မြတ်တာနဲ့ဝေးကွာနေတဲ့သူတွေဖယားသခင်ကိုမသိမဲ့နဲ့ကိုယ်တော်အတိုင်းအသက်ရှင်နေတဲ့ကြောက်ခဲတွေပြောင်းလဲပြီးမှဖယားကောင်းတဲ့ခြင်းကိုကြွေးကြော်နေပြီဖယားသခင်ကတစ်ချိန်လုံးစัจကျင်တဲ့ဖယားနဲ့အသက်မရှိခဲ့ပဲနဲ့ကိုယ်တော်တိုင်းသွားလာနေတဲ့သူတွေဒီနေ့ဖယားကိုမြင်တွေ့ကုန်ပြီနေ့တိုင်းကျမ်းစာပတ်ပြီးနေ့တိုင်းဆုတောင်းပြီးနေ့တိုင်းဝတ်ပြုနေပြီးနေ့တိုင်းဖယားကောင်းတဲ့ပြောနေပြီးမှဖယားအတွက်မကြွေးကြော်တဲ့သူတွေအများကြီးရှိအချို့အိမ်မှာနေပြီးဟောရှနာဘာမှမသိဘူးကျွန်တော်ခုနမေးကြည့်နော်တာမင်ကတနေ့ဒီနေ့ဘာနေ့လဲလို့ပြီးတော့တချို့တနေ့ကိုနေလေတဲ့နောက်အပတ်ကအစ္စတာဒီနေ့ဘာနေ့လဲပြီးတော့ဒီနေ့တနေ့ကိုနေလေမှတ်ပါတနေ့ကိုနေတော့မှာဒါပေမဲ့ဒီနေ့တာမင်ကတနေ့ဒီနေ့မေရှိယမြေလေးစီးပြီးယေရုရှလင်မြို့ထဲဝင်တဲ့အခါမှာဟောရှနာဖြစ်စေတဲ့ဒီလိုကြွေးကြော်တဲ့နေ့ဒီနေ့ကျွန်တော်တို့တချို့ဟောရှနာဆိုတာဘာမှမသိဘူးခရစ်တ
တော်ခွင့်နဲ့ကြွလာတော်သူနော်ဘုံကြီးပါစေလို့ကျွန်တော်မကြွေးကြော်နိုင်ဖမ်းမယ်လို့မရှိဘူးကြွေးကြော်ရင်ဖမ်းမယ်လို့ကြွေးကြော်ရင်ရိုက်မယ်လို့ကြွေးကြော်ရင်ပြဿနာရှာမယ်ကြွေးကြော်ရင်ဒဏ်ရိုက်မယ်မရှိပါဘူးဘုရားဒဏ်ရိုက်မယ်သူအပြစ်ပေးမယ်သူနော်ဆူမယ်သူဖမ်းမယ်သူမရှိပေမဲ့လည်းမကြွေးကြော်ဘာဖြစ်လို့ချီထားတယ်ငါကြွေးကြော်လိုက်လို့ရှင်တိတ်ခါမှကြားတော့ဘူးရှက်စရာများဖြစ်သွားကျွန်တော်ဝမ်းနည်းစရာကောင်းယေရှုခရစ်တော်ကပြောတယ်ဒီလူတွေကိုတိတ်တိတ်နေခိုင်းလိုက်လို့ဆိုကြောက်ခဲနေချကြွေးကြော်လိမ့်မယ်မျက်မမြင်တရားမျက်စိပြန်မြင်လာယေရှုခရစ်တော်ကတို့ထိပြလိုက်လို့မျက်စိပြန်မြင်လာမျက်စိပြန်မြင်လာတဲ့ခါကျတော့ပါရီရှယ်တွေစက်တဲ့ပုဂ္ဂိုလ်တွေကသူ့ကိုဝိုင်းပြီးမှပြဿနာရှာမင်းတစ်ချိန်လုံးတော့ဒီလူအကြောင်းမပြောနဲ့သူ့အကြောင်းကိုမချီးမွမ်းနဲ့သူ့အကြောင်းကိုပြောမနေနဲ့သူ့ဘာသူလဲမသိလားဒီလူကမျက်မမြင်ကဘာပြောလဲသူ့ဘာသူလဲကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်သိတာတစ်ခုပဲရှိတယ်သူကကျွန်တော်တသက်လုံးကမ်းလာတာကိုမြင်အောင်လုပ်ပေးနိုင်တယ်ခင်ဗျားတို့ကျွန်တော်ကိုမြင်အောင်လုပ်ပေးနိုင်သလားကျွန်တော်တသက်လုံးလူကံဘဝရောက်နေတာကိုခင်ဗျားတို့ဘာလုပ်ပေးနိုင်ခဲ့တယ်လဲသူကတော့ကျွန်တော်ကိုချက်ချင်းတက်စီမြင်အောင်လုပ်ပေးနိုင်တယ်ဒါကြောင့်သူ့အကြောင်းမှမပြောရင်ကျွန်တော်ဘုသူ့အကြောင်းပြောရမှာလေလူတွေညင်းပယ်ထားတဲ့လူတွေဂယုမဆိုင်ထားတဲ့လူတွေမပြောင်းလဲနိုင်တော့ဘူးလို့ထင်ထားတဲ့သူတွေပြောင်းလဲအောင်ဖျားလုပ်တယ်ဖျားတို့ထိနိုင်ဖျားတခင်ပြုတ်ပြီးနိုင်ဆိုချစ်တော်မိတ်ဆွေကြီးကိုမောင်မများဒီနေ့ကအဲ့ဒီကဲ့သို့သောအတိတ်ပဲများစွာရှိတဲ့နေ့ဖြစ်တယ်ဒီကနေ့ယေရုရှလင်မြို့ထဲကိုခရစ်တော်မြဲလေးစီးပြီးဝင်သွားတာကကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာမှာဝိညာဉ်ရေးရရင့်ကျက်မှုရစေဖို့အတွက်ခရစ်တော်ပြင်ဆင်ခဲ့ကျွန်တော်တို့အသက်တာမှာတစ်ချက်ကျွန်တော်တို့ဒီမကောင်းကျွန်တော်တို့မဆုံးနေဘူးကျွန်တော်တို့သူများတိုင်းပြည်မှာလာပြီးလောက်ကန်ရတယ်နေထိုင်ရတယ်ကျွန်တော်သူများတိုင်းပြည်မှာလာပြီးမှသူများတော့အိမ်တွေမှာသူများလုပ်ငန်းတွေမှာပင်ပန်းစွာလောက်ကန်ရတယ်သို့တော့အဲ့ဒါတွေကိုဖျားမကြည့်ကျွန်တော်တို့အတုံးခံဖို့ပဲလို့ကျွန်တော်တို့ဖျားရဲ့လက်တော်ထဲမှာအနံ့ဖို့ပဲလို့ကျွန်တော်တို့ဖျားရဲ့အုပ်ဆိုးခြင်းကိုအခွင့်ပေးဖို့ပဲလို့ကျွန်တော်တို့ယေရှုခရစ်တော်ရဲ့နာမတော်နဲ့ကျွန်တော်တို့တွားမယ်ဆိုရင်ယေရှုခရစ်တော်အဖြစ်ကျွန်တော်တို့မျက်နှာသာပေးခြင်းခံရမယ်ယေရှုခရစ်တော်အဖြစ်ကျွန်တော်ရောက်တဲ့နေရာမှာကျွန်တော်ဘုန်းတော်ထင်ရှားမယ်ယေရှုခရစ်တော်မပါဘူးဆိုတကယ်ပါကျွန်တော်ပြဿနာဖြစ်သွားနိုင်တယ်ဟာဒီလူတွေကလကားထိုင်းနိုင်ငံမှာသွားပြီးမှအလုပ်လုပ်နေတာဘာမှလည်းဟုတ်တာမဟုတ်သူတို့တလားတနေ့သူတို့ကပ်ဖို့တော့သူတို့လဲတာမဟုတ်ရက်ကလေးလိုက်နေတာဒီနေ့ဟိုအတင်းတော်ကနေဖြစ်နေလို့တော့သူတို့ဒီလိုကပ်ဖို့တွေလုပ်ပေးနေတာမဟုတ်ပါအများကြီးပဲခရစ်တော်နဲ့သာတင်အသက်မရှင်ဘူးဆိုရင်ခရစ်တော်ရဲ့နာမတော်နဲ့သာတင်မသွားလာဘူးဆိုရင်ခရစ်တော်ရဲ့ဂျေဇုတော်ကိုတင်အမိမပြုတ်ဘူးဆိုရင်ကျွန်တော်တို့ဟာမြန်မာပြည်မှာရှိနေတဲ့သူတွေတက်တော့ပို့ပြီးမှဝမ်းနည်းစရာကောင်းတယ်နည်းနည်းလေးနေရထိုင်ရစားရတောက်ရကောင်းကောင်းလေးစားရတခုပဲရှိတယ်ကျန်တော့ကျွန်တော်ပါရှိတယ်ဒါပေမဲ့ခရစ်တော်နဲ့ကျွန်တော်သွားလာတဲ့ခရစ်တော်နဲ့မိတ္တာရပေါ်တဲ့ခရစ်တော်ရဲ့အုပ်ဆိုးခြင်းကိုကျွန်တော်ဝန်ခံတဲ့အခါမှာခရစ်တော်အပြင်ကျွန်တော်တို့မျက်နှာသာရကျွန်တော်တို့အမှုများစွာကျွန်တော်လှုပ်ဆောင်နိုင်အကြောင်းကျွန်တော်တို့ဘယ်တော့မှကိုအားမငယ်ယေရှုခရစ်တော်နဲ့တွာလာခြင်းအပြင်အောင်မြင်တဲ့အသက်တာဖြစ်ဖို့လိုတယ်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ရဲ့ပိုင်ဆိုင်ထားတဲ့အစွမ်းအစဥစ္စာပစ္စည်းတွေကိုဖြီးလိုက်တကယ်အလိုရှိတယ်ဆိုတော့ကျွန်တော်မြင်တွေ့ပြီးမှကျွန်တော်တို့ရဲ့အစွမ်းအစဥစ္စာပစ္စည်းကျွန်တော်တေချာတော့ခတ်သိစေကြည်ကြည်လေးခြိထားတဲ့အရာတွေဖခင်အတွက်သုံးကြည့်လိုက်တကယ်အလိုရှိတယ်ဆိုတော့မြင်တွေ့ပြီးမှဖခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ဖခင်နဲ့တဲ့အမှုရာတွေမှာကျွန်တော်အနံ့ကြည့်လိုက်တိုးပွားလာမယ်တာရီအောင်မြင်တဲ့ဆုကျေးဇူးဖခင်ပြည့်စုံပေးမယ်ဆိုတော့ကျွန်တော်တွေ့ရမှာဖြစ်တယ်တတိယတစ်ချက်ကကျွန်တော်ကြွေးကြော်ကျွန်တော်မသိကျွန်တော်သိတာတခုပဲရှိတယ်ခရစ်တော်ကကျွန်တော်တို့ကိုကယ်တင်တယ်ခရစ်တော်ကျွန်တော်တို့ကိုငရဲကနေလွတ်မြောက်စေတယ်ခရစ်တော်ကျွန်တော်တို့ကိုအောင်မြင်စေတယ်အဲ့ဒါပဲသိပြီးအဲ့ဒါပဲကြွေးကြော်အဲ့ဒီအရာကပဲမင်္ဂလာဖြစ်စေပဲအဲကြောင့်ချစ်တော်မိတ်ဆွေကိုပေါ့မှာဗျာဖယားဖန်ဆင်းထားတဲ့တတ္တဝါတက်ရှိတတ်မဲ့အားလုံးနဲ့မှာ
လူကအပြည့်စုံဖြစ်ဖျားပန်စင်လာတဲ့အရာခတ်တဲ့နေမှာလူကကျေးဇူးတော်အခမ်းစားရဆုံးဖြစ်တယ်အဲ့ဒီကျေးဇူးတော်အခမ်းရဆုံးသောလူကဖျားကိုမချီးမွမ်းဘူးဖျားရဲ့နာမတော်ကိုမကြွေးကြော်ဘူးဖျားရဲ့ကောင်းတဲ့ခြင်းကိုမဝန်ခံဘူးဆိုရင်အနေဆုံးအသက်တော်မရှိတဲ့ကြောက်ခဲကထပြီးကြွေးကြော်ဘူးဖျားလုံနိုင်တယ်ဝိညာဉ်ရေးရမှာလဲခရစ်တော်ကိုသိပြီးမှခရစ်တော်ရဲ့ဂျေဇုတော်ကိုခံစားပြီးမှခရစ်တော်ရဲ့ကောင်းတဲ့ခြင်းကိုမြင်တွေ့ပြီးမှမကြွေးကြော်ဘူးတင်မကြွေးကြော်ဘူးဆိုရင်တခြားလူကြွေးကြော်ခရစ်တော်လုံနိုင်တယ်ဆိုတော့တတိပြုပြီးမှကိုယ့်ရဲ့အသက်တာကိုဒီပေါင်းစားနေလို့ခေါ်တဲ့တန်လွေခက်တနေ့တွေနေ့မှာပြင်ဆင်ဖို့လာမယ့် Good Friday မဟာတောက်ကြနေ့ညမှာကျွန်တော်တို့အတွက်ကားတိုင်းမှာအသေးခံမဲ့ရွေးနှုတ်မဲ့တော့အသေးသက်ခြင်းကိုခံယူခဲ့တဲ့ခရစ်တော်ဘုရားရဲ့ချစ်ခြင်းမြတ်တာကိုဆင်ခြင်ဖို့လာမယ့် Easter Sunday နေ့မှာတလောကလုံးကိုအောင်မြင်ပြီးမှတော့တေခြင်းကိုအောင်မြင်ခဲ့တဲ့ယုံကြည်သူအားလုံးကိုတေခြင်းကနေအောင်မြင်စေမဲ့ခရစ်တော်ရဲ့တော့ဘုန်းတော်ကိုအတူတူချီးမွမ်းဖို့ရတဲ့ဒီကနေ့ကျွန်တော်တို့အသက်တာကိုပြင်ဆင်ရအောင်လို့တိုက်တွန်းခွန်အားပေးပါတယ်အားလုံးပေါ်မှာဖျားရှိကောင်းကြီးပေးပါစေကျွန်တော်တို့အတူတူတခြင်းတစ်ပုဒ်ချီးမွမ်းရအောင်လူ့ဘဝကြီးထဲမှာနေထိုင်လို့သက်ရှင်စေဆိုတဲ့တခြင်းအပြင်ကျွန်တော်ချီးမွမ်းရအောင်ဒီနေ့ကျွန်တော်တို့တော့နေ့စဉ်အသက်ရှင်ခြင်းကခက်ခဲတယ်ပင်ပန်းတယ်ခရစ်တော်မပါရင်ကျွန်တော်ပိုပြီးခက်ခဲလိမ့်မယ်ခရစ်တော်နဲ့ကျွန်တော်အသက်မရှိဒီထက်ပိုပြီးဒုက္ခရောက်လိမ့်မယ်ခရစ်တော်ကိုအမိမပြုဘဲနဲ့ခရစ်တော်ရဲ့အ